ကဲဒီမှာစိန်လိပ်ပဲဒါလေဒါကျတော့အနက်ခံပေါ်မှာဇီနီလာဝိုင်နီလာအဲ့ဒီကိုခပ်ပြီးထားရအောင်မနေဘူးတပတ်ပါဝါစားအောင်နော်38နဲ့ရတယ်ဆိုရဟာလေအခုတစ်ချက်ဖြန်ပြလိုက်မယ်တစ်ခါလေးအမလေးအိုးခဏလေးပြမယ်တစ်ခါလေးပြလက်စားတစ်ခါလေးဘုဖြန်ပြလိုက်မယ်နော်အနက်ခံပုံမှာဇီးညူအဲ့ဒါလေးခတ်ပြီးထားတယ်စိန်လိပ်ပဲဒါလည်းစိန်လိပ်ပုံစံတစ်မျိုးပဲဒီဟာရဲ့အောင်နောက်ကကျတော့ဘတို့ကိုအရှိအနောက်မြင်အောင်လုပ်ကနေတစ်မျိုးတရားအောင်လုပ်ပြီးထားလိုက်တယ်ပေါ့နော်ဒီမှာအောင်နောက်အယောင်ခလာလေးရတယ်လေအစိန်အဝါအပြာပေါ့နော်လုပ်ပြီးထားတယ်ဒါဆိုအနက်ခံပုံမှာဇီးညူလေးခတ်ပြီးထားတယ်တပတ်ပါဝမ်းဆက်အုပ်ပြီးဆိုတော့ပေါင်းတန်းအပြာပေါင်းတန်းလေးပေါ့နော်ဟာတော်ဝေးတော့လည်းမတွေ့ဘူးတဲ့ဒီလိုလေးဆိုတော့ထမင်းစားတော့ငကိုက်တစ်ထွန်းဒီစားတော့တကိုက်ခွဲthe best areတော့ထမင်းဒီစားနီးပါပေါ့နော်ဒီခါတော့မတိုင်းရသေးဘူးအဲ့လိုပဲခက်နေစားဆိုတော့ဒီမှာပါဒါလေးကကျတော့4သိန်းမရောက်ဘူး38နဲ့ရတဲ့တပတ်အပါစိန်လိပ်ပုံစံတစ်မျိုးလေးပေါ့နော်ဒါလည်းနှစ်တရာကိုချစ်ပူလေးနဲ့ခတ်ပေးထားတာပဲတို့ပေမဲ့နှစ်တရာဒိုင်းမမဟုတ်ဘူးနော်ဒါကျတော့နှစ်တရာပဲရိုးရိုးနှစ်တရာပဲချစ်ပူလေးနဲ့ခတ်ပေးထားတယ်တပတ်အပါစိန်လိပ်အောက်နားကိုလည်းဒီဟာကျတော့အဘတို့ဟို4သိန်းခွဲတန်အောက်နားကိုကင်ပေးထားတဲ့အယောင်ကျိုးအယောင်တွေနဲ့မတူဒီဟာကျတော့သူတို့ကအပေါ်နေအောင်အလဲနေအောင်အောက်နေအောင်အဲ့လိုသူတို့ကြိုက်တယ်လို့လေးခတ်ထားတယ်ကိုကြိုက်ဒီလိုလေးဒီအောက်နားအယောင်လေးကိုနည်းနည်းကာလာညီအောင်လေးခတ်စေချင်တယ်ဆိုရင်လည်းရတယ်ဒါမှမဟုတ် install ထားရချင်တယ်လို့ချင်တယ်ဆိုရင်တော့ဒါလေးလည်းရမယ်ပေါ့နော်တစ်ခေါက်နဲ့တစ်ခေါက်အောက်နားအယောင်ကို3နာရီကွာမယ်အောက်ခံအယောင်တွေဘယ်လိုခတ်ပေးရကွာမယ်ဒါလေးကကျအနက်ခံပေါ်မှာဇီးညိကိုကြိုက်လို့ပေါ့နော်အဲ့ဒါလေးခတ်ပေးထားတယ်တပတ်ပါဝမ်းဆက်အုပ်တအုပ်ကို38နဲ့ရတယ်3သိန်း8000နဲ့ရတယ်နော်တပတ်အပါဒီမှာအကြီးစားတော့ဒီမှာပေါင်တန်းနဲ့ပြပေးမိတ်ပါမယ်ဟိုသူကသူ့ရဲ့ဒီစိန်လိပ်ကပုံစံတစ်မျိုးပေါ့နော်ဟို4သိန်းခွဲတန်စိန်လိပ်နဲ့မတူဘူးတရားရဟာဆိုတော့ဒါလေးကအမလေးအနက်ခံပုံမှာအဘတို့ကလာဖောက်ပြီးလို့ရတာမှန်တယ်များရတဲ့အတွက်ကြောင့်မို့ဒါဒါကျအနက်ခံပေါ်မှာဇီးနီလေးခတ်ပေးထားတာပဲဖြစ်တယ်ပေါ့နော်โอเคဆိုတော့ဒီမှာတောက်ချင်းစီလည်းဝယ်လို့ရတယ်ပါလေဘယ်လိုခေါ်မလဲ promotion ပေါ့နော်ဒီလ promotion လုပ်ပေးထားတာကငါအုပ်ဝယ်တော့ပို့လက်ဆောင်နေတယ်ရှိမယ်စတိုက်ခတ်တယ်တခုတော့ရှိရတော့ငါအုပ်ဝယ်တော့အပို့လက်ဆောင်ကတော့ prepaid pre-order promotion ဖြစ်တဲ့အတွက်ကြောင့်ဥပမာကိုကငါဥစ္စာဒီ3သိန်း8000တန်ကိုငါဥစ္စာတစ်ခါလေးကြိုချေပြီးတော့ဝယ်မယ်ဆိုရင်တော့အပို့ရမယ်အဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုကြိုလည်းမချေချင်ဘူး install ထဲကိုပဲအယောင်အဲ့လိုပဲယူချင်နေဆိုရင်လည်းရတယ်တခုတော့ရှိရတော့ promotion ကတော့အခု promotion မျောနေတဲ့သူတွေကတော့ငါအုပ်ဝယ်တော့အပို့ကငွေကြိုချေရမယ်ပြီးကြလို့ရှိရင်ငွေလွဲ confirm ထားပြီးမှပဲကိုခတ်စီချင်းတဲ့အယောင်ခတ်လာပါညာတွေခတ်ပြီးရေပေါ့နော်အဲ့လိုမျိုးရှိပါတယ်လက်ရကန်ဖြစ်တဲ့အတွက်ကြောင့်မို့ဝုံတိုင်းနဲ့တရက်တအုပ်ရတဲ့အထက်မဟုတ်ဘူးဒါလေးတွေဆိုရင်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ကိုလိုချင်တဲ့အချိန်ထက်ဆိုင်ရင်ကြိုပြီးတော့မာထားရမယ်အဲ့လိုမျိုးရှိရပေါ့နော်ဆိုတော့ဒါကရိုးရိုးနဲ့တရားချစ်ပူလေးနဲ့ခတ်ပေးထားတဲ့စိန်လိပ်ပုံစံကိုမှအနက်ခံကိုဇီးမျိုးအဲ့ဒါလေးခတ်ပေးထားတယ်အောက်နာကျတော့ဒီမှာနော်โอเคဒါကတော့3သိန်း8000နဲ့ရပါတယ်တပတ်အပါ1ဆက်အုပ်ပါ